Hi guys, today I want to share you something simple but important things that is mean confidence. Confidence ဆိုတာမျိုးပါလေ confidence ဆိုတာက perfect ဖြစ်နေပြီတာလို့ဆိုလိုတာလားဒါမှမဟုတ် perfect ဖြစ်အောင်ရဲ့လို့ဆိုလိုတာလားအမှန်တော့နော်တကယ်လို့ confidence က being perfect ဆိုရင်အဲ့ဒါမှားပါတယ်အမှန်တော့ confidence ဆိုတာမျိုးကကိုက perfect မဖြစ်ပေမဲ့ကို just reality နေနဲ့ငါတော်တယ်I'm best အဲ့လိုမျိုးကိုဖြစ်တွေ့တဲ့ကို soft ဖြစ်တဲ့ high ဖြစ်တာမျိုးပြီးတော့ကို compare မလုပ်တာမျိုးသူများနဲ့ရှင်ပြီးတော့ကွာသူကြတော့လှလိုက်တာငါကြတော့မလှအောင်ဆိုတော့ overthinking နေအဲ့လို compare လုပ်တာတွေမရှိရတဲ့လူမျိုး confidence ရှိရတဲ့လူလို့ခေါ်ပါတယ်ဟာနေတော့အခုလူငယ်တော်တော်များများကပါလဲဆိုတော့ compare ရမ်းလုပ်ကြတယ်တယောက်နဲ့တယောက်သူကြတော့ဒီ age ကိုလာလှငါကြတော့ဒီ age နဲ့မလိုက်ဘူးဟာအဲ့လိုမျိုးတွေအဲ့ဒီ compare လုပ်တာအသေးမွားနေပေါ့နော်အဲ့ case တွေကတဖြည်းဖြည်းများလာပြီးတော့ overthinking တွေဖြစ်လာတယ် confidence တွေရောနေလာတယ်အဲ့လိုမျိုးဖြစ်မဲ့စား honey virgin ကိုပဲလောက်တာတွေကိုရက်လိုက်ပါပြီးတော့ be yourself at the first priority သူများဦးစားပေးမှာကိုကိုဦးစားပေးပါဦးစားပေးဆိုတိုင်းလည်း selfish လုပ်ခိုင်းတာမဟုတ်ဘူးတကူကောင်းဆန်ခိုင်းတာမဟုတ်ဘူးဦးစားပေးရဆိုတာကသူများကိုလှတယ်လို့တွေးပြီးသလိုငါလည်းလှတာပဲလေငါလည်းတော်တာပဲလေငါလည်းအကောင်းဆုံးလုပ်ခဲ့တာပဲလေအဲ့လိုမျိုးငါလည်းဆိုပြီးတော့တွေးပြီးတမျိုးဆိုလိုတာပါ honey တီးတောင်လေးကို honey ဒီနေ့ share လုပ်ပေးသွားတာပါတယ်နောက်တဲ့ video လေးမှာလည်းပြန်တွေ့ချင်ပါတယ်ရှင်